မင်္ဂလာပါ2025မှာဝယ်ထားတဲ့ cryptocurrency 5 ခုအကြောင်းနဲ့ဒါတွေကိုဘာကြောင့်ရွေးချယ်သင့်တာလဲဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာမျှဝေပေးပါမယ်ပထမဆုံးတစ်ခုက crypto ရဲ့ဘရင်လို့တင်စားကြတဲ့ Bitcoin ပါ Bitcoin ကပထမဆုံးပေါ်ပေါက်လာတဲ့ digital ငွေကြေးတစ်ခုဖြစ်ပြီးတော့ crypto လောကတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်ဘဏ်တွေလိုမျိုးကြားကဖွဲ့စည်းတယ်မလို့အပ်ပဲနဲ့ P2P လို့ခေါ်တဲ့ရောင်းသူနဲ့ဝယ်သူတို့ဦးတဲ့ရှိရုံနဲ့ကဘာပေါ်ကဘယ်နေရာမဆိုငွေလွှဲပြောင်းနိုင်တဲ့စနစ်ဖြစ်ပါတယ်အခုဆိုရင်အဖွဲ့အစည်းကြီးတွေက Bitcoin ကိုဝယ်ယူလာနေကြတာကြောင့်သူ့ရဲ့အင်အားကပိုပြီးကြီးလာပါတယ်အမေရိကန်လိုနိုင်ငံကြီးတွေက crypto reserve တွေအတွက်အသုံးပြုဖို့ပြင်ဆင်နေကြပြီဖြစ်ပါတယ်တချို့နိုင်ငံတွေကလည်းအလားတူစီစဉ်နေကြပါတယ်ဒီလိုကိစ္စရပ်တွေကြောင့်အနာဂတ်မှာဈေးတင်နိုင်ခြေအများကြီးရှိပါတယ်ဒါကြောင့် BTC ကရေရှည်အတွက်ရွေးချယ်မှုတစ်ခုလို့ဆိုရပါမယ်ဒုတိယတစ်ခုက Ethereum ပါ Ethereum က smart contract တွေနဲ့ decentralized application တွေကိုတည်ဆောက်နိုင်တဲ့ blockchain တစ်ခုဖြစ်ပါတယ်ပြီးတော့ decentralized finance NFT လောကရဲ့အဓိကအင်အားစုတစ်ခုလည်းဖြစ်ပါတယ်နေ့စဉ်သူ့ရဲ့ blockchain ပေါ်မှာ project တွေတည်ဆောက်နေတာတွေလည်းအများကြီးရှိပါတယ် Ethereum ကအဆင့်မြင့်တင်မှုတွေနဲ့အတူပုံမှန်မြန်ဆန်ပြီးတော့ကုန်ကျစရိတ်သက်သာတဲ့ blockchain တစ်ခုဖြစ်လာဖို့အလားအလာရှိပါတယ် BTC လိုပဲအမေရိကန်လိုနိုင်ငံကြီးတွေက crypto reserve တွေအတွက်အသုံးပြုဖို့ပြင်ဆင်နေပြီးတော့နိုင်ငံများလာရင် crypto investor အသစ်တွေလည်းထည့်ဝင်လာမှာသိချသလောက်ရှိနေပါတယ်တတိယတစ်ခုက XRP ပါ XRP ကို Ripple ဆိုတဲ့ company ကဖန်တီးထားတဲ့ digital ငွေကြေးတစ်မျိုးဖြစ်ပါတယ်သူ့ရဲ့အဓိကရည်ရွယ်ချက်ကနယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကိုမြန်ဆန်ပြီးတော့ကုန်ကျစရိတ်သက်သာအောင်လှုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်အခုဆိုရင်ကမ္ဘာတဝန်းကဘဏ်တွေနဲ့ငွေကြေးအဖွဲ့အစည်းတွေက XRP ကိုအသုံးပြုနေကြပြီဖြစ်ပါတယ် XRP ကစက္ကန့်ပိုင်းအတွင်းမှာ transition တွေအများကြီးကိုပြင်းပြအောင်လှုပ်ဆောင်နိုင်ပါတယ် XRP ကအမေရိကန်ရဲ့ crypto strategic research ထဲမှာပါဝင်နေတာကြောင့်အနာဂတ်မှာအလားအလာရှိတဲ့ coin တစ်ခုလို့ယူဆရပါမယ်နံပါတ်၄ခုမြောက်က Solana ဖြစ်ပါတယ် Solana ကမြန်နှုန်းမြင့်ပြီးတော့ကုန်ကျစရိတ်သက်သာတဲ့ blockchain တစ်ခုဖြစ်ပါတယ်သူ့ရဲ့အဓိကအားသာချက်ကတစ်စက္ကန့်အတွင်းမှာ transition တွေအများကြီးကိုလှုပ်ဆောင်နိုင်ပြီးတော့ gas fee ကလည်းအရက်သက်သာပါတယ်သူက decentralized application တွေ NFT တွေ decentralized finance project တွေမှာမြန်မြန်ဆန်ဆန်နဲ့ဈေးသက်သာစွာလက်ပတ်နိုင်ဖို့အတွက်အသုံးပြုနေကြပါတယ် Solana ရဲ့ ecosystem ကတဖြည်းဖြည်းနဲ့ကြီးထွားလာနေပါတယ် American ရဲ့ crypto strategic research ထဲမှာလည်းပါဝင်နေတာကြောင့်ရေရှည်အတွက်အလားအလာကောက်တဲ့ coin တစ်ခုဖြစ်ပါတယ်နောက်ဆုံးတစ်ခုက Cardano ပါ Cardano ကသိပ္ပံနည်းကျသုတေသနတွေနဲ့တည်ဆောက်ထားတဲ့ blockchain တစ်ခုဖြစ်ပါတယ် Cardano ရဲ့အဓိကရည်ရွယ်ချက်ကလုံခြုံရေးနဲ့တည်ငြိမ်မှုကိုအလေးထားပြီးတည်ဆောက်ထားပါတယ်။ American ရဲ့ crypto strategic research ထဲမှာလည်းပါဝင်နေတာကြောင့်ရေရှည်ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေအတွက်ရွေးချယ်တဲ့ coin တစ်ခုဖြစ်ပါတယ်။အပိုအနေနဲ့ SUI ကိုလည်းပြောပြချင်ပါတယ်။ SUI က Move Programming Language နဲ့တည်ဆောက်ထားတဲ့ layer 1 blockchain တစ်ခုဖြစ်ပါတယ်။ SUI ရဲ့အဓိကအားသာချက်ကမြန်နှုန်းမြင့်ပြီးတော့လုံခြုံရေးကောင်းမွန်တာပါ။ SUI ကအသစ်ထွက်လာတဲ့ blockchain တစ်ခုဖြစ်ပေမဲ့အလားအလာကောက်တွေအများကြီးရှိပြီးတော့အနာဂတ်မှာထိပ်တဲ့ blockchain တစ်ခုဖြစ်လာနိုင်ပါတယ်။အခုဆိုရင် One Liberty Finance တို့လိုအဖွဲ့အစည်းတွေနဲ့ပေါင်းဆက်ဆောင်ရွက်မှုတွေရှိနေတာကြောင့်အနာဂတ်မှာအလားအလာကောင်းတယ်လို့ထင်ရပါတယ်။ X ပေါ်မှာလည်း post တွေအရာ SUI ရဲ့ ecosystem ကလျင်မြန်မြန်နဲ့ကြီးထွားနေပြီးတော့ရေရှည်အတွက်စိတ်ဝင်စားစရာကောင်းတဲ့ point တစ်ခုအနေနဲ့ရှိနေပါတယ်။ဒါတွေအားလုံးက US Crypto Strategic Research မှာပါဝင်နေကြတဲ့ crypto တွေဖြစ်ပါတယ်။ဒီ crypto တွေဟာအလားအလာကောင်းတွေအများကြီးရှိပေမဲ့ရင်းနှီးမြှုပ်နှံမှုတိုင်းမှာစော်ကားရမှုဆိုတာကိုလည်းသတိပြုရမှာဖြစ်ပါတယ်။ရေတို့မှာတိတ်ပြီးမသိတာပေမဲ့ DCA နီလန်းနဲ့ဝယ်ပြီးတော့ရေရှည်ထားမယ်ဆိုရင်အဆင်ပြေမယ်လို့ထင်မိပါတယ်။မိတ်ဆွေတို့အနေနဲ့ရောဘယ် coin ကိုအကြိုက်ဆုံးလဲဒါမှမဟုတ်ကျွန်တော်လော်သွားတဲ့ coin များရှိမလား comment မှာမှတ်ခတ်ပေးပါဦးဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose တွေပဲဖြစ်ပါတယ် crypto တွေကိုအယောင်းဝယ်လုပ်တော့မယ်ဆိုရင် do your own research လို့ခေါ်တဲ့ကိုယ်တိုင်လေးလာဆန်းစစ်ပြီးတော့မှသာလျှင်လုပ်သင့်ပါတယ်ဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲမိတ်ဆွေတို့အနေနဲ့အခုလုံး crypto တွေဝယ်စုချင်တယ်ဆိုရင် Binance account တစ်ခုရှိဖို့လိုအပ်ပါတယ် trade လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါမယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခဲ့နိုင်ပါတယ်နောက်ထပ်ဒီလိုမျိုးဗီဒီယိုတွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့အကြံလေးပြုချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ